တယ်လို့ပဲလို့ခွတ်လည်းမရှိချင်ဘူးဇုံတချောင်းတော့မှမရှိချင်ကိုကဘာမှလက်မရှိတယ်အဲ့ဒါကြတော့ဝိပဿနာအဲ့ဒါလူချင်းနဲ့ကျင်နာပါလူချင်းနဲ့သနာပါလူချင်းနဲ့ညတာသူလည်းမောနိုင်နော်ကိုယ့်ရဲ့ချစ်စနေတဲ့လူသေးတဲ့ငယ်သေးတဲ့ချက်ပြုတ်ကောင်းတဲ့ကံကိုသူလေးဆိုတော့အဲ့ဒါသူ့ကိုပဲအကုန်လုံးတော့ဝိုင်းမချပါနဲ့မနေ့ကလည်းပူကြီးတော့တယ်နော်ဘဝတစ်လျှောက်လုံးမှာအတူတူကလက်တွဲပြီးမှတွားရမယ်ဒီတရားထဲလို့ဘူးမဟုတ်သူလေး၎င်းယောက်ျားအားနေနေတယ်ယောက်ျားမိုးနေတယ်ဆိုရင်လေသူ့ကိုအားပေးတတ်ရမယ်သူ့ကိုမြင့်တင်ပေးတတ်သူ့ခရလေယုံမှာအလုတ်မှာအမှန်တမောလာတယ်ဒါနဲ့သူ့ကိုလည်းအားပေးဖို့ကျမတို့အမျိုးသမီးတွေမှာတာဝန်ရှိတယ်လို့အမျိုးသားတွေမှာလည်းလူချင်းကိုမျှတာပြောမဆာဘူးတောင်းကိုလူထမ်းဆောင်မလာဘူးအပ်ပါဒါကိုနည်းနည်းလေးဆက်ပြီးတော့ပေါ်ပြချင်ဘာဖြစ်လို့ဆိုအင်ထောင်မှုအရင်အရာမှာတယောက်ထင်းလုပ်ပြီးမရဘူး။အဲကြောင့်လေတိုင်ပြီးတော့မှအတူတူလုပ်ဆောင်အောင်မြင်တော့နော်အင်ထောင်ပြီးသားစုဖြစ်ပါမယ်။သူတဖြစ်ဒီနေ့ကျွန်တော်ဖတ်သွားတဲ့အကျဉ်းချုပ်ယောက်ျားကလေသူ့မိဘအိမ်မှာလုံးဝမနေတော့ဘူး။ဆိုတော့ကျွန်တော်တို့အားလုံးသိဖို့ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းပါကုသားသမီးတွေအိမ်ထောင်ကြပြီဆိုရင်အိမ်မှာအမြဲတမ်းကတ်နေဖို့လေမခေါ်ထားဘူးသူတို့ယူပြီးဆိုတော့အိမ်ခွဲပေးရချစ်တော်မှာကျွန်တော်လည်းမိပါလေတိတ်ပြောမှာအမဒါမလိမ္မာအမဒါမပညာရှိလိမ္မာတာမဟုတ်ပဲပညာရှိသားသမီးတွေအိမ်ထောင်ကြပြီဆိုအမြဲတမ်းသူတို့ကအိမ်ခွဲပေးနော်အရင်တော့ကနေစားဖြစ်တော့မှဆိုတော့ဒီသားဆိုတော့တခြားရွာနေစားနေတယ်သူကတွားနေတယ်အနောက်သားအငယ်ဆုံးပဲနောက်ဆုံးမှာအိမ်မှာနေထိုင်တော့မိဘကိုဆိုဘူဝါလေးကအိမ်လောက်တာဆိုတော့ဒီနေ့ဆိုတော့အထူးသဖြင့်ဖះကိုဥထိတ်ထားတယ်ဖះမှာလည်းအမတန်မှရင့်ကျက်တယ်တမီးရဲ့တက်တောင်ဒီနေ့ကျွန်တော်တို့ဖះเจ้าမှာတွေ့ရတယ်ဝမ်းသာတယ်စကားပြောတဲ့အရာတွေမှာလည်းကျွန်တော်တို့ကအကဲခတ်တာပေါ့နော်ဆိုတော့ဟိုမှာလည်း Sunday School ဆရာမဖြစ်ဖះရဲ့အမှုတော်မြတ်မှာပါဝင်ခဲ့တဲ့တမီးဟာအမတန်မှရင့်ကျက်တဲ့တမီးဖြစ်တယ်သားသမီးတွေကိုတွန်းတင်တဲ့သမီးအဖြစ်ရောက်အတင်းတော်နေနဲ့လည်းကျွန်တော်အမှန်မှဖျားကြည့်တယ်ချင်းဆက်လက်ပြီးတော့မှဒီနေ့အလင်အရက်မှာအမတန်မှချမ်းအေးတာရဆိုရင်အစ္စရေးလူမျိုးတွေခရီးတစ်ထောက်နားတဲ့နေရာကဲ့သို့ဒီအင်ထောင်မိသားစုဟာလည်းပဲတကယ်ကိုဖျားတဲ့ခင်ရဲ့အရေးဖျားတဲ့ခင်ရဲ့ပြင်ဆင်ထားတဲ့ယူတွင်ဘုရားသခင်ရဲ့ပြင်ဆင်ထားတဲ့တက်ဆန်းတွေကိုတောက်တုံးတော့မှာဘုရားသခင်နဲ့ဝတ်ပြောတဲ့ဒီနာသမီးကိုထောင်းမိသားစုဖြစ်ပေါ်ရတဲ့ဘုရားရှင်ကြီးကောင်းချီးပေးပါစေ။အာမင်။